မင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာတော့တောင်သူတွေအတွက်မြေပြင်ချင်းရဲ့အရေးပါပုံလေးကိုမျှဝေပေးခြင်းပါတယ်တောင်သူတွေအနေနဲ့ကိုယ့်ရဲ့လေယာကိုထပ်ရေးထိုးပြုပြင်ခြင်းရာအဆောက်အဦတစ်ခုရဲ့ foundation တစ်ခုနဲ့အတူတူပါပဲကိုယ့်ရဲ့မြေစီလာကတဆွေးတက်ကုန်ခန်းနေပြီလားအချင်းတက်ကိုရရှိနေပြီလားမြေစီလာအငံဘက်ကိုရောက်နေလဲဆိုတာကိုသိရှိဖို့အတွက်အရန်ကိုမှအရေးကြီးပါတယ်ကိုယ့်ရဲ့မြေစီလာအခြေအနေကိုမသိဘဲနဲ့ဒီနေ့နေစိုက်ပျိုးနေမယ်ဆိုရင်ဆော့ရှုံးမှုတွေပိုပြီးတော့များလာပါလိမ့်မယ်တဆွေးတဲ့ဘာကြောင့်ကုံဆုံးရတာလဲတဆွေးတဲ့ကုံဆုံးရခြင်းကအိုးသက်ဆေးတွေပေါင်းသက်ဆေးတွေဒါတို့မြေဩဇာတွေကိုကြာရှည်စွာသုံးဆွဲလာတာမလို့မြေထဲမှာရှိတဲ့တီကောင်လိုမျိုးအကျိုးပြုပိုးမွားတွေတိတ်ဆုံးရခြင်းကြောင့်တဆွေးတဲ့ကုံခန်းလာခြင်းဖြစ်ပါတယ်တဆွေးတဲ့ကိုပြန်လည်ရရှိဖို့အတွက်တရက်ဆွေးတွေတရက်ချောက်တွေနွားချေးတို့ကြက်ချေးတို့အပင်ကျွန်းကြံရေးစိုက်ပျိုးရေးဌာနကနေမှသုံးဆွဲခွင့်ပြုထားတဲ့တဘာဝဓမြေဩဇာတွေကိုသုံးဆွဲဖို့အကြံပေးခြင်းပါတယ်မြေစီလာချင်းကန်တက်ကို pH နဲ့ပြပေးပါတယ်။မြေစီလာချင်းကန်တက်က pH 5.5ကနေ7ကြားမှာဆိုရင်ချင်းကန်တက်ညီညာပြီးတော့အသီးနှံဖြစ်သွင်းနိုင်ပါတယ်။ pH 5.5တဲ့အောက်ရောက်နေမယ်ဆိုရင်အဲ့ဒီမြေကချင်းတက်တွေပိုနေပြီးတော့ pH 7အထက်ရှိနေတဲ့မြေစီလာတွေကဆိုရင်အငံတက်ပါနေတဲ့အတွက်အဲ့လိုမျိုးဆိုရင်ပေါ့အမြန်ပြုတ်ပြပြီးမှစိုက်ပျိုးသင့်ပါတယ်။